မှန်ကန်ဟောကန်စာတင်ငယ်ရုံးကတော့နေရာလေးမှာနေရာမယူပေးအမြတ်စင်နဲ့ရှစ်ကာလေးတို့အတွက်ညီမတို့ရဲ့ Mission ဒီမှာ install စီရောက်ဆက်ပေးနေတဲ့နှက်ကောင်း subject echo လေးနဲ့မိတ်ဆက်ပြီးတော့ဖြစ်ပါတယ်ရှင်။နောက်ဆုံးရှစ်ကာမြင်တွေ့ရမှာတော့ရှီမာလာစု brand လေးဖြစ်ပါတယ်ရှင်။သူက gas ကတော့အဝတ်တိုက်နဲ့လာပါတယ်ပေါ့နော်။ ready ကတော့4ရက်ရှိပြီးတော့မှဈေးနှုန်းလေးကတော့20နဲ့5500ကျပ်ပါရှင်။ရှိကတော့မြင်တွေ့ရမှာတော့ service brand ဖြစ်ပါတယ်ရှင်ဒီ service brand တွေက inverter ကော name inverter ကော install ရရှိပါတယ်ပေါ့နော် Randy ကတော့ official 4 ရက်တိပါရှိပါတယ်ရှင် gas ကလည်းအားသာတက်လာပြီးပေါ့နော်ဈေးနှုန်းလေးကတော့ name inverter လေးကတော့20နဲ့5000လောက်ဖြစ်ပြီးတော့မှ inverter ဈေးနှုန်းလေးကတော့23သိန်း3900လောက်ကျပ်ပါရှင်နောက်ဆုံးရှိကတော့မြင်တွေ့ရမှာတော့ high sim ပဲဖြစ်ပါတယ်ရှင်သူက official Randy ကတော့ 4 ရက်ပါပြီးတော့မှ gas ကလည်းအားသာတက်လာပါတယ်ပေါ့နော်ဈေးနှုန်းလေးကတော့30နဲ့4300ကျပ်ပါရှင်အခုညီမပြပေးခဲ့တဲ့ဈေးနှုန်းလေးတွေကတော့ဒီနေ့ရဲ့လက်ရှိဈေးလေးတွေပေါ့နော်ဒီ eco ဈေးနှုန်းလေးတွေကလည်းနေ့ဒီကအပြောင်းလဲရှင်းကြမို့လို့ average ဈေးနှုန်းလေးသိချင်တယ်ဆိုရင်တော့ညီမတို့မရှိတီရဲ့ရှက်ပေါက်မှာမြင်နိုင်ပါတယ်ရှင်။ဒီကတော့က eco ဝယ်ကိုစဉ်းစားနေရဆိုရင် official running အပြည့်နဲ့ရောက်ချပေးနေတာမက one stop ဆိုင်ပါရှိတဲ့မရှိတီနဲ့မှစိတ်ချရမယ်နော်။